တာမန်လူတွေကြတော့စာထဲမှာပါတဲ့အတိုင်းဆိုရင်တာမန်လူလို့ရှိရင်6လ10လ6လနဲ့ဖွာတာရှိတယ်10လနဲ့ဖွာတာရှိတယ်ကြားဘူးတာ9လနဲ့လည်းဖွာကြတယ်10လနဲ့လည်းဖွာကြတယ်ပေါ့နော်အဲ့ဒါလို့အမျိုးမျိုး10လမပြည့်မီမွေးဖွားကြတာတွေရှိပေမဲ့လို့ဘုရားအလောင်းကြတော့10လတိတိပြည့်မှမွေးဖွားတယ်တဲ့ဒါလည်းထူးခြားချက်တစ်ခုပဲခုခေတ်တော့ဖွားခြင်းတဲ့နေ့ကိုဖွားလို့ရထမကြနော်ဖွားခြင်းတဲ့နေ့ဖွားတချို့ကလည်းအမေစနေသားဖြစ်ချင်တော့စနေနေ့မလွန်အောင်လုပ်အဲ့လိုတွေလည်းရှိတယ်ပေါ့နော်ဘေးရနေတော့မှားကုန်မလားတော့မသိဘူးအားချကိုကြိုက်တဲ့နေ့ဖွားလို့ရအောင်လုပ်တယ်ရက်ကောင်းအောင်လို့ဆိုပြီးတော့ရွေးကြအဲ့တော့ဘုရားလောင်းလေးကြတော့10လတိတိပြည့်မှပဲဖွားတယ်မွေးဖွားတဲ့အခါမှာလည်းပဲလောကမှာအများစုကထိုင်ရဲနဲ့အိပ်ရဲဒီနှမျိုးနဲ့မွေးဖွားကြတော့လေဘုရားလောင်းလေးကိုမွေးဖွားတဲ့အခါကျတော့မဲတော်ဟာမတ်တရက်လေးရဲ့မွေးဖွားတယ်အဲ့တော့မတ်တရက်နဲ့မွေးဖွားတာပိုးပြီးမွေးဖွားမှုလွယ်ကူတယ်လို့လေတချို့ကဆိုကြတယ်ပေါ့နော်အဲ့တော့ဘုရားလောင်းလေးမွေးဖွားတဲ့ရုပ်တုတွေဟာအာနန္ဒဘုရားမှလည်းပဲဒီရုပ်တုရှိတယ်ရောက်တဲ့အခါကျတော့နည်းနည်းချိပေါ့အဲ့ဒီမှာမဟာယာနတွေရဲ့အယူဆဒီမေရောမာယာလုံမဏီအင်ဂျင်ကိုင်းကိုကိုင်းနေတဲ့ပုံဘေးကမိရွေးတော်ဂေါရမိနဲ့အထိန်အရာတွေကစောင့်ကြနေတဲ့ပုံနဲ့အဲ့ဒီလိုဘုရားလောင်းဖွားတော်မူတဲ့အခါပြတဲ့အခါမှာမေရောမူမာယာရဲ့ခါးပေါ်မှာကလေးလေးပါတတ်တယ်အဲ့ဒါတွေရှိနေတတ်တယ်နော်အဲ့ဒီရုပ်တုလေးတွေ့ရင်ဒါမဟာယာနတွေရဲ့အယူအဆဘုရားအလောင်းတော်ဟာမွေးရိုးမွေးစဉ်မဟုတ်ဘူးတဲ့ဗိုက်ဖောက်ပြီးတော့မွေးတယ်ဆိုပြီးတော့သူတို့ကအဲ့လိုယူဆတယ်ဒါမှမဟုတ်လို့ခါးအထက်မှာဘုရားလောင်းပုံကလေးပါသေးတယ်နော်အဲ့ဒီသင်္ကေတလို့ဒီလိုမှတ်သားရတယ်တကယ်တော့လေထေရဝါဒစာပေကျမ်းကမှာတော့အဲ့လိုမဆိုပါဘူးမွေးရိုးမွေးစဉ်ပဲမွေးဖွားတာပါအဲ့တော့အဲ့ဒီရုပ်တုလေးတွေတွေ့တဲ့အခါမှာသေးသေးချာချာကြည့်ပေါ့ခါးအထက်မှာကလေးလေးပါနေတယ်ဆိုလို့ရှိရင်တော့ဒါခါးကဖွားတယ်ဆိုတဲ့အယူအဆတစ်ခုအရာထုထားတယ်လို့ဒီလိုမှတ်အဲ့တော့ရလျက်တာမွေးဖွားတယ်နောက်နံပါတ်14အံ့ဩဖွယ်ကြတော့ဖះအလောင်းတော်လေးမွေးဖွားလိုက်တာနဲ့တပြိုင်နက်နတ်တွေကပထမခံယူလိုက်တယ်မတက်ရဲ့မွေးတာဆိုတော့ဖះအလောင်းလေးအောက်ပြုတ်မကြအောင်နော်နတ်တွေကပထမဆုံးမှခံယူလိုက်တယ်ပြီးတော့မှလူတွေရဲ့လက်ထဲကိုရောက်တယ်လို့ဒီလိုဆိုတာနော်ဒါကနံပါတ်14အံ့ဩဖွယ်ရ15ကြာဖះအလောင်းလေးမြေပေါ်မရောက်ခင်နတ်တွေကခံယူထားပြီးတော့မိခင်ရဲ့ရှေ့ပြပြီးတော့မိခင်ကြီးဝမ်းမြောက်ပါဟောဒီမှာအမတန်မှဘုံကံကြီးတဲ့သားကလေးတူဖွားမြင်ပါတယ်လို့နှစ်သိမ့်စကားပြောကြတယ်တဲ့ဒါ15ခုမြောက်အံ့ဩဖွယ်မွေးဖွားလာတဲ့အခါမှာ16ခုမြောက်ကြတော့ဘုရားလောင်းလေးမွေးဖွားတဲ့အခါမှာပေးရည်ပြီးတော့မွေးဖွားတာမဟုတ်ဘူးတဲ့တာမန်ပုဂ္ဂိုလ်တွေဆိုပေးရည်ပြီးတော့မွေးဖွားလာတာဘုရားလောင်းလေးကြတော့အဲ့ဒါလို့မဟုတ်ဘူးကြာပန်းဟာရေထဲပဲဘယ်လိုနှစ်ရေမလူဘုရားလောင်းလေးဟာမိခင်ဝမ်းထဲမှာနေပြီမဲ့လို့မိခင်ရဲ့အညစ်အကြေးဝမ်းပိုက်ရဲ့အညစ်အကြေးတွေတခုမှမပါဘူးကြာပန်းလေးပေါ်မှာရေမလူးတယ်လို့ဘုရားအလောင်းလေးဟာပဂတိတန့်စင်နေတဲ့အနေအထားမျိုးဒါလည်းပဲသဘာဝအပြင်ဖြစ်နိုင်တဲ့ကိစ္စတစ်ခုပေါ့နော်ဘာလို့လို့ဆိုကြာဘက်ဒီပေါ်မှာရေချကြမှာမကြတာနော်ရေဟာရှောသွားရေမလူးတဲ့အဲ့ဒါလိုပဲဘုရားလောင်းလေးရဲ့ခန္ဓာကိုယ်ညစ်ကြေးတွေမတင်ဘူးတန်ရှင်းစင်ကြယ်တယ်နောက်19ခုမြောက်အံ့ဩဖွယ်ကြတော့ဘာတော့ဆိုရင်ကောင်းကင်ယံကနေပြီးတော့ရေပန်းကြီး2ခုပေါ်ထွက်လာတယ်တစ်ခုကအနွေတစ်ခုကအေးတဲ့အဲ့ဒါနဲ့ရေတန့်စင်ခြင်းကိစ္စအညစ်အကြေးကိုတန့်စင်တာမဟုတ်ဘူးခန္ဓာကိုယ်ရဲ့အပူအေးအတွက်နော်ရေနွေးရေအေးနဲ့စေကြောတန့်စင်ခြင်းကိစ္စအတွက်မေတော်ကြီးစေကြောတန့်စင်ဖို့လို့ဘုရားလောင်းလေးစေကြောတန့်စင်ဖို့လို့အဲ့ဒီရေ2မွာဟာကောင်းကင်ယံကကြလာတယ်လို့ဒီလိုဆိုတယ်ဒါလည်းပဲထူးခြားအံ့ဩဖွယ်ကောင်းတဲ့အရာ2ခုပေါ့နောက်နံပါတ်18ကျတော့ဘုရားလောင်းလေးကမွေးဖွားလာတယ်
ခုနကအခြေအနေတွေအလုံးဖြစ်ပေါ်ရေမိုးချိုးတန်းစင်သွားတယ်ပေါ့နော်ရေမိုးချိုးတန်းစင်ပြီးတော့အဲ့ဒီချိန်မှာချက်ချင်းပဲခြေစုံမတ်တက်ရတယ်တချို့ကဒီနေရာမှာစဉ်းစားကြတယ်ဒီကလေးလေးဟာမွေးချင်းမတ်တက်ရတယ်ဆိုတာ physical body အနေထားနဲ့ဖြစ်နိုင်သလားပေါ့ဖြစ်နိုင်သလားဆိုတော့စဉ်းစားစရာတစ်ခုကတော့သူများလို့လမစိနေမစိမဟုတ်ဘူးနော်ဆယ်လတင်းတင်းပြည့်မှမွေးတယ်လို့ဆိုတဲ့အခါမှာသူ့ရဲ့တန်ဆွမ်းမှုဟာရှိလာတယ်ဘဂတိအားဖြင့်ကိုကပဲ physical body အနေနဲ့တန်ဆွမ်းမှုဟာရှိတယ်လို့ဆိုတဲ့အခါမှာမဖြစ်နိုင်တာတော့မဟုတ်ဘူးဖြစ်နိုင်တယ်လို့ဒီလိုတွေ့တာမန်ပုဂ္ဂိုလ်တွေတော့ဖြစ်ချင်မှဖြစ်မှာပေါ့နော်ချက်ချင်းမတ်တက်ရဖို့ဆိုတာဖြစ်နိုင်တာမဟုတ်ဘူးအဲ့တော့လူတွေမဖြစ်နိုင်ဘူးမဲ့တိရစ္ဆာန်တွေဖြစ်တာတွေတွေ့ရတယ်မြင်းကလေးတွေနွားကလေးတွေမွေးဖွားတယ်ဘုတ်ကနေကြပြီးတော့ဘာဖြစ်လဲဆိုနွားမကြီးမြင်းမကြီးကနှစ်ခါသုံးခါရက်လိုက်တာနဲ့လူလဲထတော့တာပဲပြီးတော့ရှောက်ပြေးတာတွေ့ရတယ်ဘာမှမကြခင်ထပြေးတဲ့အဆင့်ထားမျိုးရှိတယ်လေဒီအတကာကြီးတွေတော့ပို့တွေ့မှာပါနော်အဲ့ဒီမှာဘုရားလောင်းလေးကလည်းပဲဒီဆယ်လတင်းတင်းပြည့်ပြီးတော့ခန္ဓာကိုယ်ရဲ့ကျမ်းမှန်တန်ဆွမ်းမှုခန္ဓာကိုယ်မှာရှိတဲ့အင်အားဗလာတွေကခွန်အားဗလာတွေကပါရမီဘုံကံတွေကြောင့်ခွန်အားဗလာအပြည့်အဝရထားတဲ့ပုဂ္ဂိုလ်တူဖြစ်သည့်အတွက်ကြောင့်မွေးဖွားပြီးတာနဲ့တပြိုင်နက်မြေပြင်ပေါ်မှာခြေစုံရနိုင်တဲ့အနေအထားမျိုးရတယ်နော်ခြေစုံရပ်ပြီးတဲ့အခါမှာမြောက်ဘက်ကိုလှည့်မြောက်ဆိုတာမြင့်မောက်နေတဲ့အရာပဲကမ္ဘာလောကကြီးကိုကြည့်မယ်မြောက်ဘက်ကမြင့်တယ်နော်မြောက်ဘက်ကမြင့်မောက်တဲ့မြောက်ဘက်အရာကိုလှည့်အဲ့ဒါလို့လှည့်ပြီးတဲ့အခါခုနှစ်လမ်းလှမ်းတယ်ဖះလောင်းလေးမွေးဖွားလာတော့ဒီမိဖုရားဆိုတော့ထီးပြူတွေဘာတွေကလည်းအစင်းလင်းပါလာတာဆိုတော့ဖះလောင်းလေးကိုထီးပြူတွေအုံမိုးပြီးတော့ပေးတယ်ခုနှစ်ဘဝရွေးရှားလှမ်းသွားပြီးတဲ့အခါမှာလောကကြီးကိုရှုစားတယ်ဟိုရက်ဒီရက်လှက်ပတ်ပြီးတော့ကြည့်တယ်ကြည့်ပြီးတဲ့အခါမှာမွေးဖွားပြီးတာနဲ့တပြိုင်နက်ကျုံသွားတဲ့စကားသံ၃ခုကိုပြောဆိုတယ်ဒါချက်ချင်းစကားပြောခုနတုန်းကဖះလောင်းတော်လေးဟာမွေးပြီးချင်းစကားပြောတာ၃ဘဝလို့ဆိုရတဲ့ထဲမှာဒီနောက်ဆုံးဘဝမှာလည်းစကားပြောတယ်နောက်တစ်ဘဝကတော့မဟောတထာဘဝမှာလက်ထဲမှာဆေးတောင်လေးပါလာတဲ့အခါသူ့အမေကိုလက်လေးဖြန့်ပြီးတော့ဆေးပေးတာနော်ဒီဆေးလေးယူလိုက်ပါဒီဆေးတောင်လေးယူထားပါဆိုတဲ့စကားပြောတာအဲစကားပြောတာ၃ဘဝရှိတယ်လို့ဆိုတာအဲ့တော့မြောက်ရရှိရှုသွားပြီးတော့လောကကြီးကိုကြည့်ပြီးကျုံးသွားတဲ့စကားပြောတာတော့တခြားမဟုတ်ဘူးအခောဟမတမိလောကတစစ်ထောဟမတမိလောကတတစ်ထောဟမတမိလောကတလောကကြီးမှာငါအမြတ်ဆုံးပဲလေဘာဖြစ်လို့ပြောတာတော့ဆိုလက်ပတ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ဘုံကံပါရမီတွေကိုမှီတဲ့ပုဂ္ဂိုလ်တွေမရှိဘူးကောင်းကင်ယံကနတ်တွေပြမာတွေကလည်းသူ့ကိုလက်ဥချီနေတာသူမြင်ရသူက respect ပေးရမယ့်ပုဂ္ဂိုလ်မရှိဘူးသူ့ကိုအားလုံးကဥညွတ်လေးစားနေကြတာကိုသိမြင်တယ်လေအားလုံးကပဲသူ့ကိုလေးမြတ်ပြုနေတာမြင်တဲ့အခါကျတော့အခောဟမတမိလောကသာလောကကြီးထဲမှာငါအမြတ်ဆုံးပါလားစစ်ထောဟမတမိလောကသာငါဟာအကြီးကဲပါလားတစ်ထောဟမတမိလောကသာငါဟာတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါလားဆိုပြီးတော့ဒီဘဝဟာငါအတွက်နောက်ဆုံးဘဝပဲနောက်ဘဝမရှိတော့ဘူးလို့ဆိုတာကိုကျွတ်တင်ပြီးတော့ဟောကိန်းထုတ်လိုက်တယ်သူကဒါလောက်ထူးခြားတဲ့ဘဝကြီးတစ်ခုဟာနောက်ထပ်ပြန်မွေးဖို့ဆိုတာလွယ်တာမှမဟုတ်တာတာမန်ဘဝတွေကတော့အချိန်ချင်းမွေးကြမှာပဲလေထူးသဖြင့်ဒီတိရစ္ဆာန်ဘဝတွေဆိုခဏခဏမွေးတာဒီလူဖြစ်ပြီဆိုတောင်ခက်လာပြီနည်းနည်းနော်အခုလိုထူးခြားတဲ့ပုဂ္ဂိုလ်ဆိုတာတော့အချိန်ချင်းထပ်ပြီးတော့မွေးဖို့ဆိုတာအမှန်တမ်းခဲရင်းနေဒါကြောင့်မို့လို့ဒီဘဝနောက်ဆုံးဘဝပဲလို့သူ့ကိုယ်သူပြောဆိုကြေညာခဲ့တာဒါ16ခုမြောက်အံ့ဩဖွယ်တစ်ခုပဲနောက်ဆုံးမှာဖះလောင်းလေးဖွာလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်တုံးတရေတီတုံးကလိုပဲကမ္ဘာလောကကြီးတစ်ခုလုံးဟာအလင်းရောင်နေနဲ့လွှမ်းဖုံးသွားတယ်